ကုန်စုံသွားတဲ့နေ့ရက်တွေမှာဘာတွေရပါသလဲအချိန်ချင်းစဉ်းစားတွေ့တော့လေဘဝကအချီနီးပဲအစားလို့တွေ့လက်ခတ်ထုတ်တဲ့ချိန်စားလို့ပါပဲဒီရဝမ်းကစွန့်ခွာဖို့လေထိုက်တန်ပါတယ်အထက်ကိုကြည့်တော့တွေ့လိုက်ရတာအရှင်သခင်လိုပဲကိုပြင်းများနဲ့စိတ်ခံတွေလိုပဲနေခံနေရစေအောက်ကုန်းငုံကြည့်တဲ့အခါမပြေလဲတဲ့မျက်ရည်တွေရွယ်ဝဲဒီရဝန်းကဆုံးခွာဖို့လဲထိုက်တန်ပါတယ်ဒီရဝန်းမှာမပြောချင်းကလာမှာဘာတွေရပါသလဲအဖန်ဖန်တွေလည်းဖြစ်မရပဲဘဝကအချီနီးပဲမလောင်ငင်လာစားရဖို့အတွက်ရုန်းကန်နေရစေဒီရဝန်းကစွန့်ခွာဖို့လဲထိုက်တန်ပါတယ်ထိုးဖောက်ထိုးထွန်းမြင်ပါစေဖို့ဘာတွေဖေး